ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဟိုနေ့ကဗီဒီယိုတင်ထားတဲ့အတိုင်းပဲကျွန်တော်ဟိုပေါ့နော်လာမကုန်ခင်မှာအဲ့ဒီ9လပိုင်း31ရက်နေ့မှာကျွန်တော်Starlight Gateway ပေးမယ်ဆိုတာပေါ့နော်အဲ့ဒါဒီ Starlight Gateway ဝင်တာလေးရယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ပေါ့နော်ကျွန်တော်ဒီမှာတင်ထားတဲ့ဗီဒီယိုထဲမှာကျွန်တော် Valentina ဟို try လာတာကျွန်တော်ဘယ်လောက်ရောက်သွားလဲဆိုတော့ကျွန်တော်လည်းအတူတူကြည့်မှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးရခက်ခဲလောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like subscribe လေးလုပ်ခဲ့ဖို့တော့မမေ့ပါနဲ့ကျွန်တော် YouTube subscriber တိုင်းကြီးပြီးတော့မှမို့လို့ကူညီပေးသွားခဲ့ဖို့ပြောချင်ပါတယ်ဗျာကဲအဲ့ဒါဆိုလို့ရှိရင်တော့ပထမဦးဆုံးအနေနဲ့ Starlight Winner List လေးကိုပြောပါမယ်Starlight Winner List လေးကတော့ကျွန်တော်တို့ YouTube ကနေရွေးရဲ့ T Brother ပဲဖြစ်ပါတယ်။ T Brother ကကျွန်တော် Starlight Winner List ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ Telegram အကောင့်မှာပေါ့နော်ကျွန်တော်ဒီ Starlight Winner List က7 day wait ပြီးတော့လာထုတ်လို့ရပါပြီလို့ပြောပါတယ်။ကျွန်တော် Telegram channel လေးတခုထောင်လာပါတယ်။ကျွန်တော်ရဲ့ Telegram channel လေးမှာအရင်တော့6ပိုင်းနဲ့ Diamond Giveaway လည်းအများကြီးလုပ်ပေးတာပါတယ်။လာတိုင်းရဲ့နောက်ဆုံးရက်မှာလည်းStarlight တွေ Giveaway ရှိရဖြစ်တဲ့အတွက်ကြောင့်မို့ Brother တို့အနေနဲ့ Telegram channel လေးမ join ရသေးရင် join ကြဖို့ပြောချင်ပါတယ်ဗျာ Telegram channel မ join တဲ့လူတွေအတွက်အခုပြထားတာကတော့ကျွန်တော် Telegram အကောင့်မှာကျွန်တော် Telegram အကောင့်ရဲ့ bio မှာ Telegram channel လေးရှိပါတယ်အဲ့ channel ကို join လို့ရပါတယ်ကဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့မပေါက်တဲ့လူတွေလည်းစိတ်မညစ်ပါနဲ့ပေါ့နော်အေးစစ်စစ်ပေါ့ကျွန်တော်တို့ပြောရလို့ရှိရင်ကျွန်တော် Valentina ကိုတက်ကြည့်မယ် Valentina ကတော့ထုံးစံတိုင်းပဲကျွန်တော်တို့2600ကျွန်တော်2300တော့ဖြစ်နေပြီပေါ့နော်ရန်ကုန်ကတော့2900မှာဝင်မယ်ရန်ကုန်အန်ကတော့ကျွန်တော်34ပါကျွန်တော်တို့20ကျော်ထိရောက်သွားသေးရပေါ့နော်ကျွန်တော်မနေ့ညဘယ်လောက်တောင်ရှုံးလဲဆိုတော့ကျွန်တော်ပြမယ်ဗျာစက်တိုက်ကြီးကိုရှုံးတာဗျာတိလားမင်းတစ်ခါရောလို့ရှိရင်လည်းဗျာအမှတ်တွေကကြုံကျွန်တော်နှစ်ပွဲစက်တိုက်ရှုံးတာဟော42မှတ်52မှတ်54မှတ်41မှတ်မင်းကလည်းရှုံးတဲ့ပွဲနဲ့နိုင်တဲ့ပွဲကိုမင်းတွက်ကြည့်လိုက်မတွေ့လားရှုံးနေဒီကနေစတော့က52မှတ်နှစ်ပွဲနိုင်တယ်နှစ်ပွဲရှုံးတယ်တစ်ပွဲနိုင်တယ်တစ်ပွဲရှုံးတယ်တစ်ပွဲနိုင်တယ်တစ်ပွဲနှစ်ပွဲရှုံးတယ်ဗောနော်အဲ့တော့ကြောင့်မို့လို့ကျွန်တော်တို့ဒီရောက်ထိမရောက်တာဗောနော်နှစ်မှုဆိုလို့ရှိရင်မနေ့ကကြကျွန်တော်မြန်မာနမန်လောက်ထိဝင်နေပြီဗောနော်ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပြောချင်တာကဘာလဲဆိုလို့ရှိရင်တော့မပေါက်တဲ့လူတွေလည်းစိတ်မညစ်ပါနဲ့ကျွန်တော်လာတိုင်းရဲ့နောက်ဆုံးရမှာ Starlight Giveaway ရှိပါတယ်ကျွန်တော် Telegram channel လေးကိုပဲ join လုပ်ဖို့လိုတာပါ